ရေနံကျန်းစက်ရုံလို့ကြားလိုက်တာနဲ့မိတ်ဆွေတွေရဲ့ခေါင်းထဲမှာဘာတွေကိုပြင်းပြမိပါသလဲမိကိုတလူလူနဲ့ခေါင်းတိုင်းတွေအညွန်နဲ့တွေနဲ့၆သိပ်ပြီးအသက်မဲ့နေတဲ့စက်မှုစုံကြီးတွေလိုပဲမြင်အောင်မိကြမှာပါဒါပေမဲ့ဒီနေ့ကျွန်တော်ပြမယ့်ကမ္ဘာအကြီးဆုံးရေနံကျန်းစက်ရုံကြီးကတော့လူတိုင်းထင်တာနဲ့လုံးဝကိုပတ်ချားနေပါတယ်အိန္ဒိယနိုင်ငံဂူဂျာရတ်ပြည်နယ်မှာရှိတဲ့ဂျာနာကာပါသူကကမ္ဘာအကြီးဆုံးရေနံကျန်းစက်ရုံကြီးဖြစ်သလိုတစ်ဖက်မှာလည်းအာရှတိုက်ရဲ့အကြီးဆုံးတရက်ချန်ကြီးဖြစ်နေတယ်ဆိုရင်သင်ယုံနိုင်ပါမလားရေနံနဲ့တရက်သည်ဒီနှစ်ခုကဘယ်လိုများဆက်ဆက်နေတာလဲဒီစက်ရုံကြီးကိုအိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့မူကာရတ်အမ်ဘာနီက Reliance Industries ကနေတည်ဆောက်ထားတာပါ1999ခုနှစ်မှာစတင်ခဲ့ပြီးအားစရာကောင်းလောက်အောင်3နှစ်တည်းနဲ့အပြီးတည်ဆောက်နိုင်ခဲ့ပါတယ်ဒီနေ့ကိုရေနံစိမ်းစီပေါင်း1.24 သန်းကျော်ချက်လုပ်ပေးနိုင်တဲ့အတွက်ကမ္ဘာရေနံလိုအပ်ချက်ရဲ့1.6 ရာခိုင်နှုန်းကျော်ကိုသူကပဲဖြည့်ဆည်းပေးနေတာပါမြေက2500ကျော်ကျုံပြီးအလုပ်သမား2500ကျော်အတွက်ကိုယ်ပိုင်မြို့နယ်လေးတစ်ခုတောင်ပါဝင်ပါတယ်ဒါပေမဲ့စက်ရုံရဲ့စစ်မှန်တဲ့လျှို့ဝှက်ချက်ကတော့တိုက်တည်အစိမ်းရောင်တစ်တော်ကြီးထဲမှာရှိနေပါတယ်1990ပြည့်နှစ်လွန်နေမှာတဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကြောင့်ဝေဖန်မှုတွေအကြီးကျယ်ခံခဲ့ရတဲ့အခါတထဲကြီးအမ်ဘာနီကစက်ရုံဘေးကမြေလွတ်တွေကိုအစိမ်းရောင်တစ်တော်ဖြစ်ပြောင်းမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်စမ်းငံပေါင်းနေတဲ့မြေကြီးပေါ်မှာတရက်ပင်ပေါင်း3,300ကျော်မျိုးစိတ်ပေါင်း200ကျော်ကိုအောင်မြင်အောင်စိုက်ပျိုးပြခဲ့ပါတယ်အခုဆိုရင်တရက်ချန်တဲ့ကနေပဲနှစ်စဉ်ဝင်ငွေအမေရိကန်ဒေါ်လာတန်းချီပြီးပြန်ရနေတာကစိတ်ဝင်စားဖို့မကောင်းဘူးလားဗျာတစ်ဖက်ကစက်မှုလုပ်ငန်းတိုးတက်အောင်လုပ်ရင်တစ်ဖက်ကလည်းသဘာဝပတ်ဝန်းကျင်ကိုအသက်ဝင်လာအောင်စီမံခန့်ခွဲနိုင်တာဟာတော့တကယ်ကိုအမကန်အင်ဂျင်နီယာပညာရပ်ပါပဲဗျာစက်မှုလုပ်ငန်းနဲ့သဘာဝတရားဆိုတာရန်သူတွေမဟုတ်ပါဘူးအတူတူရှင်းသန်နိုင်တဲ့ဆိုတာကိုဂျန်နာကာကသက်တည်ပြနေတာပါကဲကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဒီလိုမျိုးစက်မှုစုံတွေနဲ့ပတ်ဝန်းကျင်စိမ့်လန်းဆိုပြီးရေးကိုပေါင်းစပ်ဖန်တီးနိုင်မဲ့စီမံကိန်းမျိုးတွေကိုမိတ်ဆွေတို့ဘယ်လိုများမြင်မိပါသလဲမြန်မာပြည်ရဲ့ဒေသတစ်ခုခုမှာသာဒီလိုမျိုးရေနံကျက်စက်ရုံနဲ့တရက်ချံပုံစံမျိုးလုပ်မယ်ဆိုရင်ဘယ်ဒေသမျိုးကအသင့်တော်ဆုံးဖြစ်မယ်လို့ထင်ပါသလဲမိတ်ဆွေတို့ရဲ့အမြင်လေးတွေကို comment မှာဆွေးနွေးပေးသွားကြပါအောင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုကြည့်ရနေဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကို follow လေးနှိပ်ပေးသွားပါအောင်ဗျာကြည့်ရှုအားပေးသူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ